မျိုးသားတယောက်စားတောက်စားနေတော့သူ့ဘေးနားမှာလှပတဲ့အမျိုးသမီးတယောက်လာထိုင်တာကိုသတိထားမိလိုက်တယ်။သူမထိုင်ချင်းပဲအဲ့ဒီအမျိုးသားရဲ့ဖုန်းကိုကောက်ကင်လိုက်ပြီးဒါလေးနည်းနည်းလောက်ဖြည့်ရှင်းပေးလို့ရမလားလို့မေးတယ်။မျိုးသားကလည်းမဟုတ်ဘူးလေဒါကျွန်တော်ဖုန်းပြလို့ပြန်ပြောပေမဲ့သူမကတော့ဘာမှတွန့်ဆုတ်မနေပဲဖုန်းကိုအမကလော့ဖွင့်လိုက်ပါတယ်။အဲ့ဒီအမျိုးသားကတော့သူမဟာသူ့ရဲ့အဆက်အသွယ် contact ကိုရချင်လို့လုပ်နေတာလို့တွေးပြီးသူ့ကိုယ်သူတော်တော်လေးဂုဏ်ယူခြင်းနဲ့နေခဲ့တာပါ။ဒါပေမဲ့သူမသိတာတခုကတော့သူမဟာသူ့ဖုန်းလေးကို hacking software တခုကိုထည့်သွင်းနေတာပဲဖြစ်ပါတယ်။အန်နာဟာဖုန်းကိုသူ့စီပြန်ပေးလိုက်ပြီးမထွက်ခွာခင်မှာသူ့ရဲ့ volleyball ပွဲစဉ်နဲ့ပတ်သက်လို့အားပေးစကားပြောသလိုမျိုးဟန်ဆောင်ခဲ့ပါသေးတယ်။အန်နာထွက်သွားပြီးနောက်မှာတော့အဲ့ဒီအမျိုးသားဟာစိတ်လှုပ်ရှားစွာနဲ့တန်းစင်ကန်းစီကိုတန်းတန်းမတ်မတ်လျှောက်သွားပါတော့တယ်။သူဟာအန်နာရဲ့လူမှုကွန်ရက် social media အကောင့်ကိုရှာကြည့်ဖို့မဆောင်နိုင်အောင်ဖြစ်နေခဲ့တာပါ။ကွက်တီပါပဲသူတန်းစင်ကန်းထဲဝင်သွားတဲ့အချိန်မှာမှိုက်လဲတဲ့သူ janitor တယောက်ဝင်လာပါတယ်။သူကစင်ပေါ်မှာငွေချိုးညက်ထားတဲ့မှတ်စုစာအုပ်တအုပ်ကိုတင်ထားခဲ့ပြီးနောက်ဆုံးအိမ်သာခန်းထဲမှာတွားပုံနေလိုက်တယ်။မျောလင့်ထားတဲ့အတိုင်းပဲအဲ့ဒီအမျိုးသားအိမ်သာတွေကထွက်လာတဲ့အခါစာအုပ်ထဲကပတ်စံတွေကိုချက်ချင်းမြင်သွားပါတယ်။တန်းစင်ကန်းထဲမှာဘယ်သူမှမရှိတာတေချာအောင်ဝေးဝဲကြည့်ပြီးနောက်ပတ်စံတွေကိုသူ့အိတ်ကထဲအမြန်ထည့်လိုက်ပြီးမှတ်စုစာအုပ်ကိုပါတပါးလေးယူသွားပါတော့တယ်။တကားနောက်မှာပုံနေတဲ့အမှိုက်လဲသူကတော့သူ့ရဲ့အဖွဲ့ဝင်တွေကိုအချက်ပြလိုက်ပါတယ်။စိတ်ကူးရင်မှတ်စုစာအုပ်ကိုယူပြီးတဲ့နောက်အမျိုးသားကစာအုပ်ထဲမှာပတ်စံတွေထက်ရှိအောင်မလားလို့လိုက်ရှာပါသေးတယ်။နောက်ထပ်ယူရို100ထပ်တွေ့လို့စိတ်လှုပ်ရှားစွာနဲ့စာမျက်နှာတွေကိုဆက်လန်ကြည့်ပေမဲ့ပတ်စံထပ်မတွေ့တော့ပါဘူး။အဲ့ဒီအစားသူ့ရဲ့ volleyball အသင်းအကြောင်းအချက်လက်အမြောက်များကိုတွေ့လိုက်ရပြီးအဲ့ဒီအထဲမှာသူဟာအလားအလာကောင်းတဲ့သူဖြစ်ပြီးတနေ့မှာ professional ကစားသမားတွေနဲ့ရှင်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့မှတ်ချက်တွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာမှတ်စုစာအုပ်ထဲကနေစီးပွားရေးလိပ်စာကတ် business card တခုပြုတ်ကျလာပါတယ်။အမျိုးသားကကောက်ယူပြီးသူ့ဖုန်းနဲ့ဘာသာပြန်ကြည့်လိုက်တယ်။အဲ့ဒီလူဟာ FIFA ကအတိအမှတ်ပြုထားတဲ့ volleyball agent volleyball agent တယောက်ဖြစ်နေတာပါ။သူဟာဖုန်းထဲကနေအဲ့ဒီ agent အကြောင်းကို online မှာချက်ချင်းရှာဖွေပါတော့တယ်။သူ့ဖုန်းက hack ခံထားရတာကိုသူမသိရှာပါဘူး။သူမြင်နေရသမျှအရာအလုံးဟာအန်နာသူ့ကိုမြင်စေချင်တဲ့အရာတွေကြီးပါပဲ။အဲ့ဒီ agent ကတောင်ကိုရီးယားရဲ့ထိပ်တန်းမျိုးသမီး volleyball star နဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုသူတွေ့သွားပါတယ်။အဲ့ဒီ agent ကအရေးချင်းရှိတဲ့ကစားသမားတွေကိုလာရောက်လူတွေ scout တာဖြစ်ပုံရပါတယ်။စာအုပ်ထဲကမက်ဆေ့တွေထဲမှာသူ့နာမည်ကိုစာလုံးကြီးကြီးနဲ့ highlight လုပ်ထားတာကိုမြင်ရတဲ့အခါ agent ကသူ့ကိုသဘောကျနေပြီလို့အပြတ်သက်ယုံကြည်သွားပါတော့တယ်။ကစားကွင်းပြင်ဘက်ကိုရှောက်လာတဲ့အခါမှာတော့အဲ့ဒီအမျိုးသားဟာအကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့စိန်ခံကားတစ်စီးကိုမြင်လိုက်ရပြီးကားထဲမှာထိုင်နေတဲ့သူဟာသူ့ကိုစောင့်ကြည့်နေခဲ့တဲ့ agent ဖြစ်မှန်းမှတ်မိသွားပါတယ်။ဒါပေမဲ့ဒါတွေအားလုံးကအစစ်မှန်မဟုတ်ပါဘူး။အသေးစိတ်အချက်တိုင်းဟာထောင်ချောက်တစ်ခုအနေနဲ့တေးသေးချာချာပြင်ဆင်ထားတာဖြစ်ပါတယ်။ Jack ဟာတောင်ကိုရီးယားရဲ့အထူးကြုံဆုံးကလေးစားချေရေးအဖွဲ့ရဲ့အဓိကကစားသမားဖြစ်ပါတယ်။သူဟာသူတို့အဖွဲ့ကစုံစမ်းသိရှိထားတဲ့ဒိုင်ပွဲ match fixing လောင်းကစားအရှုပ်တော်ပုံကိုစုံစမ်းစစ်ဆေးဖို့ဒီနေရာကိုရောက်နေတာပါ။အဲ့ဒီအမျိုးသားရဲ့နီးပြ coach နဲ့အားကစားရုံပိုင်ရှင်ဂျင်နုံနာတို့ပူးပေါင်းပြီးတရားမဝင် online လောင်းကစား platform တစ်ခုကိုလုပ်ကိုင်နေကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာပွဲတိုင်းရဲ့ရမှတ်တွေကိုအတိအကျထိန်းချုပ်နိုင်ကြပါတယ်။နီးပြလို့ရမှာကတော့ကစားသမားအနေငယ်ကိုပတ်စံပေးပြီးလက်ထိုးဖို့ပါပဲ။အဲ့ဒီနောက်မှာတော့ဘယ်သူနိုင်ရမယ်ဘယ်သူရှုံးရမယ်ဆိုတာကိုသူကပဲဆုံးဖြတ်ပါတော့တယ်ပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်တဲ့သူတွေကိုတော့နီးပြကပွဲစဉ်ကိုလုံးဝလွဲချော်သွားအောင်စီစဉ်ပစ်လိုက်ပါတယ်ကျဲရဲ့အဖွဲ့ဟာအဲ့ဒီလူနှစ်ယောက်ဟာပွဲစဉ်တွေပဲအနိုင်ရှုံးအလှည့်ပြောင်းလုပ်နေတာမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူငယ်တယောက်ကိုတပ်ဖြတ်ခဲ့မှုကြောင့်ပါစုံစမ်းသိရှိခဲ့ပါတယ်အဲ့ဒီလူငယ်ရဲ့ရုပ်လောင်းကိုတော့အခုထက်ထိရှာမတွေ့သေးပါဘူးကျဲရဲ့ mission ကတော့အဲ့ဒီအလောင်းကိုဘယ်နေရာမှာမြုပ်နှံထားလဲဆိုတာရှာဖွေဖို့နဲ့အဲ့ဒီလူနှစ်ယောက်လုံးကိုဥပဒေရှိမှခေါ်ဆောင်လာပြီးတရားမျှတမှုရှာဖွေပေးဖို့ဖြစ်ပါတယ်ကျဲဟာလောင်းကစားဆွဲနေတဲ့အားကစားရုံပိုင်ရှင်စီချင်းကပ်ဖို့တာဝန်ယူလိုက်ပါတယ်သူဟာအားကစားရုံပိုင်ရှင်ရှုံးမိသွားတဲ့အားကစားရုံကိုရည်ရွယ်ချက်ရှိရှိနဲ့ပြန်အံ့နံလိုက်ပြီးနောက်သူ့ကိုသတိမေ့သွားအောင်ဖုန်းနှက်ကလျှို့ဝှက်အခန်းတစ်ခုထဲသို့ဆွဲခေါ်သွားပါတော့တယ်